သူတို့နှစ်ယောက်ကဇနီးမောင်နှံတွေဖြစ်ပေမဲ့တခါမှလက်ချင်းတောင်မချိတ်ခဲ့ဘူးပါဘူး။ဘာဖြစ်လို့လဲဆိုတော့အမျိုးသားကသူ့ဇနီးကိုလုံးဝမချစ်လို့ပါပဲ။သူကမိသားစုကိုမျက်စိလဲဖို့အတွက်အိမ်အောင်မပြုခင်သဘောတူညီချက်တစ်ခုကိုတော့လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ဖခင်ရဲ့မွေးနေ့ပွဲကိုတက်ရောက်ရမှာဖြစ်လို့သူတို့ရဲ့အတူအယောင်အိမ်အောင်ရေးကိုဘယ်သူမှမရိပ်မိအောင်တာလီကိုအတူတူလက်ချင်းချိတ်ဖို့လေ့ကျင့်ခိုင်းခဲ့ပါတယ်။သူကတာလီကိုချစ်ခင်စင်တဲ့ဇနီးမောင်နှံတစုံလိုဟန်ဆောင်ဖို့ပြောခဲ့ပါတယ်။ဒါကတာလီအတွက်အရန်ကိုခက်ခဲတဲ့ကိစ္စပါ။မနေ့ညကမှသူမကိုတယောက်တည်းပစ်ထားခဲ့ပြီးဒီနေ့ကျမှချစ်ခင်ဟန်ဆောင်ခိုင်းနေတာလေသူမကအချိန်ချင်းလေ့ကျင့်ပေမဲ့အဆင်မပြေခဲ့ပါဘူး။အဲ့ဒီနောက်သူကသူမရဲ့လက်ချောင်းလေးတွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တော့မှသူတို့နှစ်ယောက်ဟာတကယ်ချစ်သူတွေလိုဖြစ်သွားပါတော့တယ်။သူတို့ရဲ့အချိန်ချင်းလေ့ကျင့်မှုကပွဲကိုရောက်တဲ့အခါအများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ဆွေမျိုးတွေကသူတို့ဘလောက်တောင်ချစ်ခင်ကြလဲဆိုတာကိုချီးကျူးကြပါတယ်။ဒါပေမဲ့တာလီကမမျှော်လင့်ပဲဟုတ်တယ်ကျမတို့အများကြီးလေ့ကျင့်ထားရတာလို့ပြောလိုက်ပါတယ်ကံကောင်းစွာနဲ့ဆွေမျိုးတွေကနောက်ပြောင်နေတယ်လို့ထင်သွားလို့ဘယ်သူမှမတင်ကားမဖြစ်ခဲ့ပါဘူးသူမရဲ့ရောက်ခမကသူမကိုကောင်းကောင်းဆက်ဆံရလာလို့မေးတဲ့အခါတာလီကဘာမှမဖြေပဲပြုံးပြီးသားထွက်သွားခဲ့ပါတယ်ရောက်ခမဖြစ်သူရဲ့မျက်လုံးထဲမှာတော့တန်တရားတွေပြည့်နေခဲ့ပါတယ်မင်္ဂလာပွဲတပုံတွေကိုတေချာကြည့်တဲ့သူတိုင်းသူတို့နှစ်ယောက်လုံးမပြုံးနေကြဘူးဆိုတာကိုသတိထားမိကြမှာပါရောက်ခမဖြစ်သူကတားဖြစ်သူပါလို့မပြုံးရတာလဲလို့မေးတဲ့အခါတာလီကပြုံးပြီးသူ့ကိုကြည့်လိုက်ပါတယ်ဒီမေးခွန်းရဲ့အဖြေကိုသူပဲသိနိုင်မှာပါသူကတော့စိတ်လှုပ်ရှားနေလို့ပါလို့လိန်ပြောပြီးတာလီကိုဖက်ကချစ်ခင်ဟန်ဆောင်လိုက်ပါတယ်ဒါကြောင့်ဘယ်သူမှဆက်ပြီးတင်ကမှဖြစ်ကြတော့ပါဘူးတကယ်တော့သူ့မိသားစုကတာလီကိုကောင်းကောင်းဆက်ဆံခဲ့ပြီးသူမစီးပွားရေးဆက်လုပ်ဖို့ဘယ်လောက်ခက်ခဲလဲဆိုတာကိုသိလို့သူမရဲ့ထုတ်ကုန်တွေကိုသူတို့ရဲ့စူပါမားကတ်တွေမှာတင်ရောင်းဖို့တောင်အကြံပြုခဲ့ပါတယ်တာလီကအရန်ဝမ်းသာသွားပေမဲ့အမျိုးသားတယောက်ရောက်လာပြီးဒီပျော်ရွှင်စရာအချိန်လေးကိုနှောက်ယှက်လိုက်ပါတယ်သူကတော့ချက်ချီရဲ့ဝမ်းကွဲအကူပါသူကတာလီရဲ့ခြေထောက်ကိုတမင်တကာတင်းလိုက်လို့တာလီကအဆင်မပြေတယ်လို့ဖြစ်သွားပြီးဒါကိုအကြောင်းပြကပွဲထဲကနေထွက်သွားခဲ့ပါတယ်ကားပေါ်ရောက်တော့ဂျက်ကစိတ်မတက်မတာဖြစ်နေပြီးဆာယာနဲ့ပတ်သက်ပြီးတခုခုဖြစ်နေတာလားလို့တွေးနေမိပါတယ်ပြီးတော့မှအရင်တုန်းကဆာယာကိုသူ့စီမိတ်ဆက်ပေးခဲ့တာအဲ့ဒီဝမ်းကွဲအကူပဲဆိုတာကိုသတိရသွားပါတယ်ဘီလီရဲ့ကစားတဲ့နေရာမှာဆာယာနိုင်ချင်းခံနေရတာကိုမြင်တော့သူကမဆိုင်မတော့ဝင်ရောက်ကပွဲပေးခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာတွေပေါက်ဖွာလာခဲ့ပါတယ်သူမကိုနောက်ထပ်မထိခိုက်စေချင်တော့လို့သူမအတွက်အချိန်ပိုင်းအလုပ်တစ်ခုရှာပေးခဲ့ပြီးဘီလီရဲ့ဆိုင်ကနေထွက်ခိုင်းခဲ့ပါတယ်ဆာယာကလည်းအရန်ကိုကျေးဇူးတင်ခဲ့ပါတယ်သူမကဘောလုံးကန်တာကိုမကြာခဏသွားကြည့်ပြီးသူတို့ရဲ့ဆက်ဆံရေးကအလင်းအမြန်တိုးတက်လာကချစ်သူတွေဖြစ်သွားခဲ့ပါတယ်နှစ်ကြာပြီးတဲ့နောက်မှာတော့မိဘတွေကတာလီနဲ့လက်ထပ်ဖို့ပြောလာခဲ့ပြီးသူတို့ရဲ့ဆက်ဆံရေးကလည်းအဲ့ဒီကလေးကပျက်စီးသွားခဲ့ပါတယ်ဂျက်ကသူမကိုဘာလို့လက်လွတ်လိုက်ရတာလဲဆိုတာကိုဆာရာနားမလည်နိုင်ခဲ့ပါဘူးဒါပေမဲ့ဂျက်ကဆာရာကိုသူ့အတွက်တစ်နှစ်လောက်စောင့်ပေးဖို့ထပ်ခါတလဲလဲတောင်းပန်ခဲ့ပါတယ်ဆာရာကညှင်းဆိုပြီးညတိုင်းငိုကြွေးနေခဲ့ပါတယ်သူတို့ရဲ့ဆက်ဆံရေးကမနေ့ကမှနည်းနည်းပြေလည်သွားပြီးဆာရာကတငယ်ချင်းအဖြစ်နေဖို့သဘောတူလိုက်ပါတယ်တာလီကတော့တိတ်ပြီးဒေါသမထွက်ပါဘူးအဲ့ဒီအစားသူမကဝမ်းကွဲကိုကအများကြီးတည်တယ်လို့ပြောပြီးလှောင်ပြောင်လိုက်ပါတယ်ဂျက်ကတော့တာလီကိုအဲ့ဒီဝမ်းကွဲအကူနဲ့မပတ်သက်ဖို့ပြောခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်အောင်မပြုခင်သဘောတူညီချက်အကြောင်းကိုအဲ့ဒီဝမ်းကွဲအကူမသိစေချင်လို့ပါတာလီကအေးဆေးဆေးပဲသဘောတူလိုက်ပေမဲ့စီကံချက်တစ်ခုထားခဲ့ပါတယ်ကျမကချစ်ခင်ရတဲ့ဇနီးတစ်ယောက်လိုဟန်ဆောင်တိုင်းရှင်ကကျမရဲ့တောင်းဆိုချက်တစ်ခုကိုသဘောတူရမယ်လို့ပြောလိုက်တဲ့အခါဂျက်ကမတက်တာပဲသဘောတူလိုက်ပါတယ်ဒီတခါတော့သူမကချက်ကိုအတူတူဈေးဝယ်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်တာလီကချက်ရဲ့လက်မောင်းကိုချိတ်ဖို့ကြိုးစားပေမဲ့သူကခါချပစ်ခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ဆက်ဆံရေးကတိတ်မဆိုးလာပါဘူးတာလီကသူမကိုနေ့လည်စာမစားရသေးခင်ဆွဲခေါ်သွားလို့ရော်ကြီးအနေနဲ့ဘာဘီကျူးဝယ်ကျွေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲချက်ကတခုခုကိုချထားပြီးပျောက်သွားခဲ့ပါတယ်စားတောက်ဆိုင်မှာတယောက်တည်းကြံခဲ့တဲ့တာလီကသူမရှိကအစားတောက်တွေကိုကြည့်ပြီးချက်ကိုစောင့်နေခဲ့ပါတယ်အချိန်တွေတဖြည်းဖြည်းလက်ကုံဆုံးသွားပြီးလူတွေလည်းတယောက်ပြီးတယောက်ပြန်သွားကြပေမဲ့ချက်ကတော့ပြန်မလာခဲ့ပါဘူးနောက်ဆုံးတော့ဆိုင်ပိတ်တော့မယ်လို့ဝန်ထမ်းကလာပြောမှပဲတာလီကချက်စီဖုန်းဆက်လိုက်ပါတယ်အဲ့ဒီတော့မှဂျက်ကဆာရာစီသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီတခါတော့သူမကမျက်ရည်တွေကိုဆက်ပြီးမထိန်နိုင်တော့ပဲခဏခဏဝမ်းနဲ့နာကျင်ခဲ့ရပါတယ်အခုတော့သူမပြောင်းလဲဖို့အချိန်တန်ပြီးထင်ပါတယ်အဆက်လေးကိုကြည့်ဖို့ပတ်သုံးလို့ရေးခဲ့ပေးပါနော်